လာကနေထိုင်ကြအကူရတရားနဲ့နေလိုက်ကြပါနဲ့လို့ဆိုလိုပါတယ်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့အဲ့ဒီနေမှာတော်မူတဲ့အရာဖြင့်ကျေးဇူးတော်ရှင်အတ္တမဟာပန္တိကမိုးဖို့ဆရာတော်ဘုရားကြီးကလည်းအမြဲသာဝရတရားဓမ္မတို့ကိုသပါအပါနဲ့မမေ့ဖို့ဒီခဏခဏသတိပေးနေတယ်မဟုတ်လားဒီအဲ့ဒီတတိပိတဲ့အတိုင်းနဲ့ဘုရားကလည်းသူကြီးကငါမပေါ်လိုက်ကြပါနဲ့လို့ဆမ်းမှန်မှုတော့ပါတယ်ဒီနေ့တော့ပြည့်စုံကိုရောမြတ်ကြီးနဲ့တိတ်ကြီးတွေနဲ့တွေ့ကြတယ်ဒီတော့တိတ်ကြီးတွေကပြောတယ်ရှင်ဂေါတမဆိုပြီးတော့နာကိုအောင်သောဂေါတမဒုက္ခနာဒုက္ခအဓိကံတကံအောင်သောဂေါတမငါရှင်ဂေါတမသူချမ်းသာပြီဆိုတဲ့ချမ်းသာဖြစ်တဲ့ခုကိုဒုက္ခနာချမ်းသာခြင်းကအဓိကံတကံမရအမြဲနိုင်ချမ်းသာတစ်ခုလို့ဆိုရင်ချမ်းသာတစ်ခုနဲ့ယဉ်ကျေးလို့မရနိုင်ဘူးရှင်ဂေါတမဒုက္ခနာတာကိုအောင်သောဒုက္ခအဓိကံတကံဆင်းရဲဒုက္ခနဲ့ယဉ်ကျေးမှချမ်းသာကိုရနိုင်တယ်လို့ဒီလိုသိသိတွေကပြောကြတယ်နော်ဥက္ကမုက္ခအသာသမဏမန္တအသာသာသူတို့ရဲ့သဘောထားကိုသိသိတွေကပြောကြတာတရားကိုယ်တော်နဲ့တွေ့တော့ပြောတယ်အရှင်ဂေါတမချမ်းသာဆိုတဲ့ချမ်းသာတစ်ခုကိုလိုချင်ရင်ချမ်းသာနဲ့ယဉ်ကျေးလို့မရနိုင်ဘူးဆင်းရဲဒုက္ခနဲ့ယဉ်ကျေးမှရနိုင်တယ်ဒီလိုပြောတာနော်ခုဘုရားကိုယ်တော်ကြီးကနိဗ္ဗာန်ဆိုတဲ့ချမ်းသာတစ်ခုအချမ်းသာဆုံးကြီးကိုရှားတဲ့အခါမှာဒီလိုပြောတဲ့နဲ့မရနိုင်ပါဘူးအရှင်ဂေါတမအရှင်ရဲ့ခန္ဓာပါတယ်လို့သူတို့ပြောကြတာမဟုတ်လားဒီခဏနာထောင်မှာဦးသူတို့ကဒီလိုယူဆနေပါတယ်အဲ့ဒီလိုဆရာတော်မြတ်ကြီးကိုသူတို့တပြေကပြောကြတော့ဆရာတော်မြတ်ကြီးကပယ်တယ်မဟုတ်ပါဘူးငါကိုယ်တိုင်လက်တွေ့တယ်ဆိုပြီးတော့ဆရာတော်မြတ်ကြီးကပြောတယ်ငါလေးတော်မစခင်ငါလူဘဝတို့ငါနမသုံးဆောင်နဲ့ရှင်ပြန်နတ်ရှိတဲ့နဲ့နေပြီးတော့လာခဲ့တာနန်းတော်ကြီးတဲ့မှာဟိုနတ်ရှိတဲ့ညပါပဲမြေမာစံတဲ့နံမိုးဟာစံတဲ့နံချောင်းဟာစံတဲ့နံလို့နမသုံးဆောင်နဲ့ရှိတယ်နော်ပြီးတော့အရှိအရန်တွေကမောင်းမမေတ္တန်တွေက၄000အမျိုးသားမပါဘူးအမျိုးသမီးတွေကြီးတယ်အဲ့ဒါရှိတဲ့ဥစ္စာတွေအပြည့်အဝနဲ့ဟိုဓာတ်ကြီးကိန်းတနာနဲ့နေလာခဲ့တာသံဃာတကသံဃာပေါ့နော်လူတွေပြောမှဆိုရင်အရက်ထဲပြောတဲ့ဆိုရင်သံဃာရှိတယ်ဒီကသံဃာတကသံဃာသုံးနဲ့နေလာခဲ့တာဒါပေမဲ့အဲ့ဒီတော့ကလည်းပြန်ငါပြရကြည့်မရခဲ့ပါဘူးနော်သံဃာတစ်ခုကိုသံဃာတစ်ခုနဲ့ရင်းနှီးလို့ဖြစ်နေလို့မရခဲ့ပါဘူးအဲ့ဒါလိုနဲ့နေပြီးတော့နန်းစီစိမ်းနဲ့73နှစ်လောက်နန်းပေါ်မှာကြာပါတယ်အသက်16နှစ်အရွယ်မှာနန်းစီစိမ်းရတဲ့နန်းစီစိမ်းနဲ့73နှစ်လောက်နေတဲ့16ဆက်73ဆက်တော့29ပေါ့အသက်29နှစ်အရွယ်ရောက်တဲ့အခါကျတော့တောဆက်လာခဲ့ပါတယ်တောထဲမှာကျင့်လာဖို့ပဲ6နှစ်ဟုတ်လားအဲ့လိုကျင့်လာတာ29ရက်6နှစ်ရက်ပေါင်းတော့ဘယ်လောက်တော့35နှစ်ဒီမှာဆင်းရဲခံရခဲ့ပါတယ်တော့ပြီးတော့တရားစားတယ်ဆိုတာဆင်းရဲခံရတယ်လို့အဲ့ဒီကာလုံးကဖြစ်ခဲ့တယ်ဖြစ်ခဲ့တဲ့အတိုင်းငါဖျားခဲ့တဲ့အစားအစာကိုတော့ပြန်လာခဲ့တယ်အစားပိုင်းတော့ဖြစ်ဆုံးခံပုံပေးပါသေးတယ်နောက်တော့ဆုံးပုံပေးတော့ဘူးတော်တွေကရတဲ့သတိနဲ့သိနေတော့မယ်ဆိုပြီးနေလာခဲ့တယ်လေဟုတ်ဆုံးပုံပေးတော့ဘူးသတိနဲ့သိနေတော့ပစ္စည်းလည်းပဲတစ်ခေတ်လျှော့လာခဲ့ပါတယ်နောက်တော့ဒီငါတော့ကရတဲ့ပစ္စည်းတွေမလို့တော့ဘူးတော့ကရတဲ့ပစ္စည်းနဲ့ပဲရှင်းတတ်တော့ဒီလိုလျှော့လာတာလေတော့ကလည်းအပင်တွေ10ကအပင်10ကရတဲ့ပစ္စည်းနဲ့ပဲရှင်းတတ်တော့မယ်လျှော့တာပေါ့10ကနေ9ပင်10ပင်9ပင်6ပင်5ပင်4ပင်3ပင်2ပင်1ပင်နဲ့ဒီလိုလျှော့လာတာလေဒါနဲ့ပဲရှင်းတတ်တော့မရလည်းအငတ်နေတယ်နောက်တော့စစ်ပင်ကရတဲ့ဒီနဲ့ပဲရှင်းတတ်တော့မရလည်းမကားဘူးသူလောက်လာတာလေ
တစ်ချီနဲ့နောက်တော့ဒီတစ်တဲ့ကောင်မှကိုထိုင်းလာကနေပြလှမ်းပြီးတော့ပုံပြီးတော့လှမ်းပြီးလို့ရတဲ့ဒီလောက်နဲ့ပဲရှင်းတော့နေကြော့လာတာလေနောက်တော့အဲ့လိုတောင်ပုံမပေါက်တော့ဘူးကျင်းနေထိုင်းနေတဲ့အပေါ်မှာကြည့်ကြရင်တားမျိုးကျင်းကြရင်လည်းအငတ်နေတယ်အဲ့လိုနဲ့လျှော့လိုက်တဲ့ဥစ္စာဟာရှင်းတဲ့ခါမှာခန္ဓာဒုက္ခရတယ်ဆိုလို့လေဒီနဲ့အစားအစာတွေလျှော့လိုက်တော့လူလည်းပဲအယုပေါ်အရေးတဲ့ဖြစ်သွားတာပေါ့ဘုရားမျိုးကြီးတွေမှာကျဲကြီးဟဲ့ကျုပ်ကြီးထောက်ပတ်ကြီးကိုဖြစ်လို့နှစ်ထင်းကြီးတွေများပွက်လို့ဆိုင်ဝင်ပြီးတင်ပတုံကြီးတွေဆိုလို့ရှိရင်ကလအုပ်ရဲ့တင်ပတုံကြီးတွေလို့ဖြစ်ပုံပြီးပချိုင်ကြီးတွေဖြစ်ပုံပြီးဟိုကြည့်မကောင်းနေပါပဲခါရဲ့ပချီလေးတွေရှိတော့တယ်ခါရလို့များတိုင်လိုက်လို့ရှိရင်နောက်တော့ကတိုင်မိတာပေါ့အဲ့ဒါဖြစ်အောင်ရှင်းသွားပြီခေါင်းဘောကသင်မွေးလေးတွေဆိုလို့ရှိရင်လည်းကြီးတောင်နေပေါ့ခေါင်းဘောမှာတန်းလိုက်လို့ရှိရင်တစ်ထွေးကြီးနဲ့တစ်ချက်ပါလာတာအဲ့လောက်ပြောင်းဖြစ်ကုန်ပြီးလူလည်းအစာအရည်တွေကြော့လို့အအင်းတွေလည်းကြော့လို့လာလိုက်တာတဏှာကတဏှာသွားမလို့များထားလိုက်တယ်ဘိုင်းငင်းနေလွတ်လာတာပဲဘယ်တော့ကြာသူအောင်လဲသွားတဲ့အောင်မသိပါဘူးမှုမေ့ပါတာအဲ့ဒါနတ်ကြီးကသွားပြီးတော့သုတ္တနာမြင်းကြီးသွားပြောတာတင့်သားသေးပြီတော်တယ်ခါကြီးအဲ့ဒါတော့သူအောင်ပြောကြတာဘုရားကိုယ်တော်မြတ်ကြီးတရားရခြင်းလို့ဆိုပြီးတော့တော်တဲ့သက်ကျင့်တာလေအဲ့ဒါလို့နဲ့လာလိုက်တာနှစ်3နှစ်4နှစ်5နှစ်ခွဲလောက်တော့ကြည်လာပါလို့5နှစ်ခွဲလောက်အစားတွေကြော့ပြီးတော့လာလိုက်တာလူလည်းကြော့ရော့ပဲကျန်တော့တာပေါ့အဲ့ဒါလို့တဲ့ဟိုဒီတဲ့ဝေးကြမှာတော့တရားဒီရဆိုပြီးတော့အရှင်ရဲ့ခံနေတရားဒီရတယ်လေလို့သူတို့ခါတော့ဖြစ်သားတာကိုအဲ့ဒီနဲ့ကျင့်လာတဲ့တရားမရခဲ့ပါဘူးအရှင်ရဲ့ခံလိုက်တာလည်းသူအောက်ထိပ်ရောက်ပြီးမဟုတ်လားနောက်တော့စဉ်းစားတယ်လောကကြီးမှာအရှင်ရဲ့ခံလို့တရားရကြံဆိုငါရလောက်ပြီအခုရှိမရသေးတာဟုတ်တော့ဒါဟာငါမဟုတ်လို့ပဲမဟုတ်လားစဉ်းစားတယ်ဘုန်းကြီးတို့ဘုရားကိုယ်တော်မြတ်ကသုတ်ထူကြီးမဟုတ်ဘူးစဉ်းစားတယ်ဝိပန်းတယ်နှိုင်းကြည့်တယ်ဟုတ်ရင်ရှေ့ဆက်လုပ်တယ်မဟုတ်ရင်ရပ်နာတယ်အခုလည်းပူတယ်လက်နဲ့ကြည့်ပြီးသူတို့ဖြစ်သူတို့ခါတော့မှအရှင်ခံမှတရားရကြံဆိုလို့ဒီရှင်ခံလာခဲ့တာငါဟာရလောက်ပြီငါတဲ့ဘယ်သူမှမပူပါဘူးတော့ကာကြီးမှာအရှင်ခံတယ်ဆိုတော့ငါတဲ့ဘယ်သူမှမပူဘူးငါဘူးဖောက်ဖို့ရှိအောင်ရှင်ခံပြီးတရားထိုင်တဲ့မှာတရားမရဘူးဆိုတာဟာစိတ်ကံတလမ်းမှားလို့ပေါ့ဟုတ်ကဲ့နော်စဉ်းစားနေပြီးဘုရားကိုယ်တော်မြတ်ရဲ့အလောင်းအလျာစဉ်းစားနေပြီးဟိုနောက်တော့ပြန်စဉ်းစားတော့ငယ်တုန်းကအာသတိတော်ကြီးကလက်ဆွမ်းငါလှုပ်သုံးအခါမှာသူ့ကိုပြိပေါက်ခံပြီးပြေရင်ရိတ်တခုပြေရင်ရိတ်သိခဲ့တယ်လေအဲ့ဒီတော့ကထိုင်ပြီးပထမတန်ဝင်စားခဲ့ဘူးတဲ့ဆိုပါလားအဲ့ဒါကတတိယပြီးတော့အဲ့ဒီအနေထားမျိုးလေးမှလက်မှာဖြစ်နေအခုတော့အင်္ဂါဘာမှမရှိဘူးဖြစ်နေတော့အဲ့ဒီလိုမလုပ်နိုင်ဘူးအဲ့လိုလုပ်တဲ့အောင်စဉ်အအားကြီးမှဖြစ်မှာပေါ့အဲ့အားကြီးအောင်စဉ်နဲ့ပြန်ပြီးတော့အားကြီးဖြစ်မှဖြစ်မယ်အခုတော့တတိယမှာဒီပါအောင်တတိလေးတစ်လုံးသားနှလုံးသားနိုင်ဟုတ်လေတဏှာကတနည်းကြာသွားလို့တော့မှမရနိုင်အောင်ဖြစ်နေပြီဆိုတော့အစားပြန်စားမှဖြစ်နေအားပြန်ဖြစ်မှဖြစ်နေဆိုပြီးတော့တတိကိုပြန်တူးတာပေါ့ဒီနင်ဘောပြကြတဲ့နေရာမှာကတော့ဘူးနည်းနည်းလက်စားမှုများအလုံးကြီးတွေဆွဲစားတော့တကင့်တဲ့ဘူးတော့အားလေးဖြစ်လာတာပေါ့အဲ့ဒါကနေပြီးတော့နောက်ဆက်တူးစားနောက်တော့ရေးသွားလို့ရရင်ဆင်ဆွေးနဲ့သွားလို့ရတယ်ဆိုရင်တော့ဘုပ္ပကနာကလေးသွားပြီးဆွဲစားနေတတိများလာတော့အားပူများတာပေါ့အဲ့ဒီကမြေတစ်တဲ့အောက်ကိုဆင်ဆွေးနဲ့ပူနာဒီမှာသွားဆွေးစားတော့တတိလည်းပူများတော့အင်းအားလည်းပူကြည့်လာတာပေါ့အဲ့ဒီလိုတရွေနဲ့နောက်တော့အားလေးဒီဟာမတိမတာတူလာတော့စိတ်တိုင်းလေးတွေနှေးပြီးဆွဲတိုင်းရင်းသားနဲ့ကြောက်သွားနောက်တော့ရိတ်ဖူးနဲ့ပေါ့လေနောက်တော့
ปีจะโมโมมาไม่ยังเห็นแต่สิ่งผิดหลังต่อสิทธิที่จะมาสิทธิรู้ขมิ้นมาตาออกมาเช่นมาสิทธิที่จะตาบางงานเลยจนดูสาวเนี่ยสิทธิที่ถ้าตัวเรียนมาโมเดลน่าจะดูดีมีเช่นกันได้ถ้าดูเรื่องสุขภาพสารอันนี้เนาะสิทธิที่จะตาลงไม่ยากผู้ใหญ่สิทธิที่จะสมสิทธิรู้สุดที่เราผู้ชมมาตาออกมาสุดที่เนี่ยไอ้ที่คิดละได้สิ่งนั้นใจเนี่ยตั้งที่อันนี้น่าจะเป็นบุคลิกที่ว่าที่ส่งทางคงบีโดราบไม่ไปเจอสิ่งยากเจอยากมันดีเลยที่ดาราเนี่ยผู้ที่อะไรอะไรต่างนะผู้เชี่ยวชาญเนี่ยเชี่ยวชาญอะไรสิ่งนั้นเนาะแต่อยากให้เราดูดีเนี่ยอยากมันเลยลูกเนี่ยอะไรที่ที่รักเยอะเนี่ยส่งเยอะเนี่ยอะไรที่ดูแลเนี่ยไอ้เจ้าสักการเจ้าเนี่ยทั้งนี้เราดูเราจะรู้เลยกูอะไรดูแลกันเนาะนอกจากด้านยุติธรรมต้องยังเชื่อละดิไอ้ดูเนี่ยเชื่อเลยอุปการสายเนี่ยดีงามเราเชื่อที่จะสายเลยเด็กเพียงแต่ด้านเนี่ยที่ชูละพุทธเจ้านุ่งห่มต้องจะเป็นนุ่งห่มนั่นเราก็มาที่เกิดด้านเลยที่ที่องค์ยังที่ลาสรุปจิตเนาะที่ท้องบ้องเสียสุรเมียที่กูนี่กูได้หาที่ท้องบ้องที่เด็กมีอาหารเล่นนับพมูลนับเป็นเลยท้องเด็กชีพมูลนับเป็นเลยท้องเด็กปูเล็กท้องเด็กโอเคนะเป็นอะไรผู้ชีพอันนี้เล่นเป็นนับพมูลที่มันเป็นชีพมูลเราเสียว่าเลี้ยงชีวิตเราหลังที่เราผู้เป็นประพงที่เป็นประพงไอ้แต่ละแต่ผู้พอมองเสียงอะไรชาวผู้ที่เราบุญมีอะไรเสียงเราด้วยคนทางอาได้มีมาที่ดีพอมองเรื่องมีอะไรผู้ช่วยเรื่องที่พอมองเช่นลาดีที่อากุลเนี่ยได้อยู่เลยที่ช่วยอยู่เนี่ยช่วยดีเช่นลาดีก็ဒီမှာအားရနေတယ်ပြည့်လာတာပေါ့ဒီတင်ကြည့်လို့ရှိလို့တောင်းတာပဲနန်းတော်ဘောတော့ကအဒီအားကိုပြန်ဖြစ်လာပြီးဆိုတော့တစ်ချက်လူချိုးကြည့်ပေါ့တရက်ကြီးရတယ်ဖားသွားအသားကလည်းဝင်းဝင်းဆိုးဆိုးကိုတော်ကြီးကအချော်ချော်တဲ့အားဖြင့်35နှစ်ဟုတ်လား29နှစ်အရွယ်တော်ဆက်တဲ့အခုတည်းတည်းနဲ့တော့တဲ့မှာ6နှစ်လောက်ကြည့်လာပြီးဆိုတော့29နဲ့6နဲ့3နော်သုံးလည်းနဲ့ငါးနဲ့အရွယ်ကတောင်းတူကြီးလေတစ်သွားကြီးကိုယ်တော်ကြီးလည်းကြည့်ဖြူကြီးဒီအရွယ်ကြီးအနေထားဆိုသူ့ကြည့်ရတာတဲ့နတ်သားကြီးလို့တောင်းဆင်ရတာလက်ထင်ကဆိုရင်ပထုံနာကြီးနေရောက်တော့မှခါတိုင်းလိုပဲမနဲ့ရောက်တော့ဆုံးတာဆိုနေဆိုပြီးတော့စိတ်ဆက်တော့နည်းတော့ပါသေးတယ်ဆိုပြီးလာပူးချိန်ရောက်တော့အချိန်ဆိုကြည့်လို့ဆိုပြီးညောင်ပြီးအောက်ခက်တာနာရနာနဲ့ထိုင်ပြီးတော့တရားနှလုံးသွင်းပြီးတော့တက်ဖို့ပြေးခါပြီးတော့နေတာပေါ့အဲ့ဒါဒီညောင်ပြီးကိုနာကျင်နေတာပထုံလာပြီးနေတိုင်းဒီရွာမှာရှိနေတဲ့သူသာသာဆိုတဲ့အမျိုးသမီးကိုချိန်လုံးအတိုင်းသူသားလေးကမွေးမဲ့ဆိုလို့ရှိရင်ဒီညောင်ပြီးတော့နာကြည့်နှစ်စဉ်ပြမမယ်လို့ဒီခါခဲ့တဲ့အတိုင်းသားလေးလည်းရပါတယ်ကျင်လက်တင်ခဲ့တယ်အခုဒီကနေ့တုံးလာကြည့်ရောက်ပြန်ပြီးကျင်းမဲ့နေလေဆက်ကလေးမှဒီသွားပြီးတော့ဆက်ကြည့်တဲ့ဒီကနေ့ဆိုတဲ့အိမ်မှာခိုင်းထားတဲ့အိမ်ပေါ်မှာလေးအသက်ထင်းလိုက်တာပေါ့အဲ့ဒီခါမှာကိုညောင်မင်းကြီးအောင်တဲ့ပုဂ္ဂိုလ်ကြီးချိုးတော်ကြီးဆိုတော့နတ်မင်းကြီးလို့ထင်တာပေါ့အိမ်ပြန်ပြေးလာတဲ့တကယ်မှဒီကနေ့တော့နတ်မင်းကြီးကသဘောကျလို့နဲ့ဒီကသူ့ကိုယ်တိုင်ကိုသင်ပြနေတယ်ဒီလိုပြောတာကြည့်ချမ်းနတ်မင်းကြီးတို့တောင်ဆင်ရတာမဟုတ်လားအဲ့ဒါကြည့်ပြီးတော့ဘုန်းကြီးတို့ရဲ့ဘုရားသူတော်မြတ်ကြီးကဘယ်လောက်ချောတယ်ဆိုတာနတ်မင်းကြီးတို့တောင်ဆင်ရအောင်မဟုတ်လားဝင်းဝင်းစူးစူးကိုတော်ကြီးကခတ်သွားသွားအတားကဝင်းဝင်းစူးစူးဒီလိုနေမှာပေါ့ဘုရားကိုဘုန်းကြီးတို့ဒီကလားပဲဆိုပြီးတော့ကလားပုံကြီးကြတယ်ပကြီးဆရာတွေကလည်းကလားပုံကြီးကြတယ်နေရည်လေးနဲ့တွန်းလို့ဒီကလားလို့နှောင်းလေးခမောက်မောက်လေးလုပ်ကြတယ်ဟုတ်လေဘုရားတော်မြတ်ကအိန္ဒိယမြောက်ပိုင်းမှာဒီပေါ်နေတာ
တပိတောကပါတဲ့ပုဂ္ဂိုလ်ဟုတ်လားအဲ့ဒီနေကပုဂ္ဂိုလ်တွေကကလားနဲ့မရှိပါဘူးသူချင်းပြင်းမြန်မာနဲ့အတူတယ်ဒီလိုဖြစ်ပါလားနော်ရှိတာဒီဘောနဲ့ကဒီရှိတာဘုန်းကြီးဒီတိတစ်ဖက်တော့ရှိတယ်ဒီဘောအမျိုးသမီးရှိလိုက်ရင်နှစ်ပါးရှိတာသူတို့မျက်နှာရှိခံကြည့်ပါလားဒီမျက်နှာနဲ့သူ့ကိုအမှန်နဲ့တူတယ်အမှန်နဲ့တူတယ်အဲ့ဒါကိုကလားပြရမယ်ဆိုပြီးတော့ပြည်ရတဲ့သူတို့ပပုထုတဲ့သူကကလားလောကထူကြတာမဟုတ်လားမဟုတ်ဘူးသူကျဲသူဗမာနဲ့တာထူပါဗမာနဲ့တူတော့သူနော်ဒီလိုစနေပေါ့ဟိုအိန္ဒိယမှာဟိုပြည်တဲ့ဘောဓိလောင်တယ်လေဘောဓိလောင်တဲ့တောင်တိုင်းကိုယူသွားပြီးတော့အဲ့ဒီအာဖရိကကလားကြီးတွေကဆရာရုပ်ထုတယ်ဆိုပြီးထုတယ်မဟုတ်လားဟမ်ကလားကြီးတွေကဂုတ်တူကြီးတွေနဲ့အဲ့လိုဆိုတော့ပုဂ္ဂိုလ်ကြီးတွေနဲ့ပုဂ္ဂိုလ်ကထူတော့အဲ့ဒီဆရာလည်းပုဂ္ဂိုလ်ကြီးနဲ့သူ့ကိုကြီးထူထားတာပေါ့အဲ့ဒါကိုသက်ရှိနာတာဆိုပြီးတော့သူ့ဝေကြတာမဟုတ်လားသူ့ကြည့်တယ်ဗါလည်းနဲ့ဆောက်လို့ကအမှားတော့သူ့ပုံနဲ့သူ့အောင်ထူတာလေအဲ့လိုဆရာကိုသက်ပြီးကြီးပဲဟောလို့ပြတယ်ခုတိုင်းဆိုရင်နမင်းကြီးတို့တောင်သင်ရတယ်လို့ဆိုလို့မဟုတ်လားအဲ့ဒီလိုဘုရားကြီးအင်မတန်ဆောတဲ့ဘုရားကြီးနေမှာပေါ့သူခရကြဇံပါအသက်အားဖြင့်30နဲ့ငါကြီးအယကခွာလာအလားကဝန်းသူဒီလိုနေမှာပေါ့နောက်လိုက်တာတော့သုတာတာဆိုတဲ့အမျိုးသမီးပါလိုက်တော့တကယ်ပဲကြည်ညိုသွားတယ်တကယ်သူတို့တို့ကြည့်ပြီးတော့သူကလည်းနာမည်ကြီးအောင်မေလို့ရှုွက်တဲ့ကွာနာမည်ကြီးကိုနှုတ်ပနာသွမ်းတယ်စီရမ်းတယ်လို့ပြောတယ်မဟုတ်လားအကုန်လုံးအဲ့ဒီရှုွက်တဲ့ကွာသူခံသွားပြီးတော့ဟိုတနေ့အားသွားပြီးတော့ဖုံးပြီးတယ်အဲ့ဒီရေရင်စရာနဲ့ကံနာမှာပြုတ်ကိုအတိတ်ခံနဲ့ညှောတယ်လို့ပြောတယ်မဟုတ်လားအဲ့ဒါတို့ဆရာကတော့မြတ်ကြီးအနေထားအဲ့လိုနဲ့ပူတော်ကြီးကဒီချင်းဆိုရင်ဒါတွေဝုန်းဆိုပြည့်ဖြစ်နေပြီမဟုတ်လားနေ့ကသုံးလာပြီးနေ့လေတိုင်းမှာနေရင်စရာနဲ့ကံနာမှာရင်သုံးတော်မူတဲ့ပတော်ကလေးနဲ့နေဆောင်တာဒီဘက်ကိုကူးလာတယ်။မြစ်ကတင်းနဲ့ရှိနေတာကြီးပါဘူးခင်ဗျ။ဘုန်းကြီးတို့ရှင်းသက်တော်ကြားတဲ့ခါကျတော့မန်ဆောင်မုံခေါင်းတို့တွေ့တယ်မဟုတ်လား။ဒီလေးတွေကြီးလို့အောက်ပုံငုံကြည့်ရင်တောက်ချက်ဖြစ်ဒီအတိုင်းမြင်ရတယ်မဟုတ်လား။အဲ့ဒီလိုပဲကိုမှလည်းဆက်ရည်တင်ဟာကျဲရှိတဲ့ဘက်ရတော့ပါလေ။လက်ပါလေရည်လေးကကြီးတောက်ချက်တင်းနဲ့ရှိနေတဲ့မြစ်ကလေးပေါ့။နေရင်စရာမြစ်ပါတယ်တော့အဲ့ဒီမြစ်ကိုဆက်ဆန်းပြီးတော့ကူးလိုက်တော့ဒီဘက်ကိုရောက်လာတဲ့ဒီဘက်မှာတိတ်ဘူးပါဘူးအဲ့ဒီနေရာမှာဘောတိညောင်းတယ်ခရရှင်နဲ့ဘောတိညောင်းတယ်အဲ့ဒီကိုဖတ်တာဟိုအဲ့ဒီညောင်းကြီးကလည်းဖတ်တဲ့တော်လို့ပြောတယ်မဟုတ်လားဆရာကတော်များအလောင်းတရားမူခါတာနဲ့တိုင်းတဲ့တစ်ချိန်နဲ့တော့ပေါက်တယ်လို့ဆိုတယ်မဟုတ်လားဖတ်တဲ့တော်တဲ့ဥတော့ခုနဥအာဘောကာယဟံရှိကံလို့ပတ်တဲ့သူအာသရကအာနန္ဒာဘောကဘောဓိရှင်တတိပ္ပကြတာပေါ့ကာကဘူးကာလူသာယီအမအာဘောကာယကမြတ်တော်တရားဒီခံကအာနာမရှိကရှိဦးဒီလိုရှိခံကခံတိကအမြင်ဆိုတော့အလုံးစုံနဲ့ဥလို့ခုနဥပါတဲ့တော့ခုနဥဒီလိုကြရမို့လားအဲ့ဒီခုနဥရဲ့အပါဝင်ဖြစ်တဲ့ဘောဓိဆောင်နေကြီးတဲ့ဟိုဘုရားကိုယ်တော်မြတ်ချိန်ကနေပြီးအချိန်အားဖြင့်ညနေပိုင်းကလေးပါတထုံလာပြီးညနေပိုင်းကလေးဟုတ်ကဲ့နော်ဒီပြန်တော့မယ်နီးလာပြီးမြေတောက်အောက်တော့ကြာနေပေါ့တရွေ့နဲ့အဲ့ဒီဘောဓိဆောင်တဲ့အောက်လဲရောက်ပြီးတော့သင်ကြီးမှာအရှိတ်ကိုလက်မျက်နှာမူပြီးတော့သင်ရင်ပြေးထိုင်တယ်လို့ဒီလိုပြောတယ်ဘောဓိဆောင်တဲ့ရဲ့သင်ကြီးမှာအရှိတ်လက်ပြီးတော့သင်ရင်ပြေးထိုင်ပြီးတော့အသိခံတယ်ဆရာမဖြစ်တဲ့ညဒီသင်ရင်ကိုမဆက်တော့ဘူးကွာဟုတ်ပါနော်အဲ့ဒီလိုနဲ့ဘယ်နဲ့တရားနှလုံးသွင်းလိုက်တဲ့ဥစ္စာဟာ
ရေမဝင်ခင်ဒေဝဗုဒ္ဓမံကိုအောင်တော်မူ၏ကဒီပုဂ္ဂိုလ်ကြီးဘုရားဖြစ်တော်မှာပဲဆိုပြီးတော့မနတအစုကိုဆောင်းချက်တယ်လို့ဆိုတယ်မဟုတ်လားဒါပေမဲ့လို့ဘုရားကုတော်မြတ်ကမေတ္တာတတ်တဲ့နဲ့သူ့ကိုတက်ပြီးတော့အဲ့ဒီလားပြီးနှောက်ချက်တဲ့ပြီးအကုန်လုံးလွတ်လုံးနေမဟုတ်လားဒီနေ့အဖြစ်နေဝင်ခင်ဒေဝဗုဒ္ဓမံကိုအောင်တော်မူ၏ဆိုတဲ့ရှေ့ဆက်အားထုတ်တော့မျက်နှာပိုင်းစဉ်မှာသုတ်ပေနိဝါဒဉာဏ်ကိုရတော်မူ၏ဒီလိုမဟုတ်လားအဲ့ဒီလိုနဲ့သရဏိတကောင်ကျော်သွားတော့လည်းဘုရားဖြစ်ပလားဆိုတော့မဖြစ်သေးပါဘူးအဲ့ဒီနဲ့တည်ရည်ဆက်ပြီးတော့အားထုတ်လိုက်တဲ့ဥစ္စာဟာနည်းနည်းတော့အရှိလောကရတာအာယုန်တက်တော့အဲ့ဒီအချိန်ဟာလေးတတ်ပြီးတော့ဝါတဲ့နဲ့တတ်တဲ့ဉာဏ်တော်ကြီးရလိုက်တာဉာဏ်တော်ကြီးလည်းရပြီးတော့ကိုကအရှိလောကရတာအာယုန်နဲ့ဆက်လာတော့လာပြီးတော့တည်ရဖြစ်သွားတာဘုန်းကြီးတို့ဝီနည်းမှာဆိုရင်ရက်တဲ့အခါအာယုန်နဲ့ပိုင်းခြားတယ်အာယုန်မတက်မစင်ပြီးတက်ရတယ်အာယုန်တက်လိုက်တော့ဟိုပဲရက်အဲ့လိုဖြစ်သွားတယ်ခုဘုရားတော်မြတ်ကြီးဒီတရားအထုတ်ပြီးတော့နေပြီးနေပစုံလာပြီးနေလက်ပဲနေတဲ့တိုင်းဘုရားမဖြစ်သေးပါဘူးညနေတိုင်းလည်းမဖြစ်သေးပါဘူးညတိုင်းလည်းမဖြစ်သေးပါဘူးသကောင်တိုင်းလည်းမဖြစ်သေးပါဘူးလာတိညတောင်ပိုင်းနဲ့မဖြစ်သေးဘူးဒီနိုင်ကျန်တစ်ချက်နှစ်ချက်သုံးချက်ကိုဖျားဖြစ်ပလားမဖြစ်သေးပါဘူးဟိုပဲတည်ရည်နဲ့အာယုံကတက်တော့မယ်အာယုံမတက်ခင်လေးကတ်ပြီးတော့ဖြစ်တော့ဘွားနဲ့တတိယဉာဏ်တော်ကြီးရလိုက်တာကြပြီးရင်ဟိုကအာယုံတက်တော့ဟာနော်အာယုံနဲ့တက်ကြောပခုံလာပြီးတော့တည်ရဖြစ်သွားတယ်အဲ့ဒီတရားမဖြစ်ခင်ဒီဘက်ကတက်ပြီးတော့ဖြစ်တာပြီးတော့ဖယ်ဖယ်ရတာဖြစ်တာတော့အဆုံးလာပြီးနေဘက်ကစစ်တာဆိုတော့အဆုံးလာပြီးနေရဲ့နောက်ဆုံးအချိန်ပေါ့အဲ့ဒီအချိန်မှာတက္ကညုတဉာဏ်တော်ကြီးရပြီးတော့ဘာဖြစ်တော့ဘုရားဖြစ်တယ်ဆိုတော့အဆုံးလာပြီးနေဘက်ကဖြစ်တာမို့လို့ဘုရားအဆုံးလာပြီးနေဘုရားဖြစ်တယ်လို့ပြောတာဟုတ်ကဲ့လားဘုရားဖြစ်တာဘုရားဖြစ်နိုင်တော့အောင်တရားကိုကျင့်လို့အားထုတ်လို့ဖြစ်တာပေါ့ဟုတ်ကဲ့နော်6နှစ်အချင်းခံလို့ဘုရားဖြစ်တာလားမဟုတ်ဘူးတတိအမှတ်တမဲ့ဆိုတော့တတ်ပါတယ်6နှစ်ပတ်လုံးအချင်းခံနေလိုက်တာနဲ့ဘုရားဖြစ်တယ်လို့ဆိုလို့မဟုတ်လားမဟုတ်ပါဘူးမှားလို့ဘုရားပြုတာလမ်းကြီးမှားနေပြီဆိုပြီးဒီကြောင့်လည်းပြီးတော့တက်တော့အနေထားအသာအယူကြည့်အောင်ချိုးအောင်ပြန်ပြီးတော့ထူထောင်လို့မလို့ခုအနေထားတော်လို့အခုတတ်ပြီးတန်ဉာဏ်တော်ကြီးရလာဟုတ်လားဟေးဘုရားဖြစ်တယ်ဆိုတော့ဆောက်တဲ့အရှင်းခံလို့ဖြစ်တာလားမဟုတ်ပါဘူးအပတ်တမဲ့လောကီတပ်ပါတယ်ဆင်းရဲခံဒုက္ခရသရိယာဆောက်မြစ်ကြဆင်းရဲခံခြင်းလို့ဘုရားဖြစ်တယ်တဲ့နော်မဟုတ်ပါဘူးတန်ကြီးကြကြနေတယ်သူကဘာလို့လဲဒီစဉ်ပြောလိုက်ရတာဒီကအတန်ကိုလည်းဒီနားထောင်တာမဟုတ်သူကသူပြောနေတဲ့အတန်ကြီးဘုရားရဲ့တွေကလည်းကြကြနေတယ်သူ့ကိုယ်တော်ရဲ့နော်ဘာလို့အတန်ကြီးတန်ရတော့အတန်ကြီးကကြကြနေတယ်ဒီညချင်းပြောလိုက်ရတာဒီတော့ဘုရားဖြစ်တယ်ဆိုတော့ဥစ္စာဟာ6နှစ်အရှင်းခံလို့ဘုရားဖြစ်တာလားမဟုတ်ပါဘူးအဲ့ဒါကိုပဲမှားနေဆိုပြီးတော့အဲ့ဒီဥစ္စာကိုဖယ်ရှားပြီးတော့အခုအနေတော်အရှင်းရဲ့စိတ်အရှင်းရဲ့ကြီးလည်းမခံနိုင်နဲ့ခန္ဓာကိုယ်အသာယူရပြည့်ပြီးတော့တဏှာမှာဆင်းရဲတော့တာရှိအောင်တမာတိထူထောင်ပြီးတော့ခုတရားရအောင်ကျင့်ကြည့်ရတာမဟုတ်လားဟုတ်တယ်ဒီသဘောအရှင်းရဲ့ခံလို့တရားရတာလားမဟုတ်ဘူးဆိုတော့ဒါကိုကိုယ်တိုင်ငါဖျက်ကိုယ်တိုင်းတက်တွေ့တာသင်တို့တည်းကပြောတယ်ဒုက္ခိနာသာခောအာဟုသောဒုက္ခံအဓိကံတပံအာဟုသောဂေါတမငါရှင်ဂေါတမဒုက္ခိနာသာဒုက္ခဖြစ်လာလင်ဘာဒုက္ခကိုအရင်ပြီးမှလာလင်သူဆန်းချမ်းသာကိုအဓိကံတပံရအရနိုင်ဤလို့သင်တို့တည်းကဆိုတယ်မဟုတ်ပါဘူးချမ်းသာအဖြစ်တစ်ခုကိုချမ်းသာကိုဆင်းရဲနဲ့အရင်ကြည့်လို့လည်းရကြတာမဟုတ်ပါဘူးသူ့ကိုယ်တိုင်သူ့အဖြစ်သူ့ကိုယ်ရင်းနဲ့ကျင်းပြီးတော့ဘုရားကမဟုတ်ဘူးလို့ညင်းနေတော့ဒါတပြန်စကြစို့စချင်းပြောတဲ့စကားဟာသိကြီးတွေကတွေ့ချင်း
ရားကိုယ်တော်မြတ်ကြီးကိုပြောတာနာခောအာဟုသောဂေါတမသုခိနာဒုက္ခံအတိတန္တပံအရှင်ဂေါတမချမ်းသာတစ်ခုကိုချမ်းသာတစ်ခုဖြင့်ရင်းနှီးလို့မရနိုင်ပါဘူးဒုက္ခိနာသာခောအာဟုသောဒုက္ခံအတိတန္တပံဒုက္ခနဲ့အရင်ဒီမှာတောင်ချမ်းသာအစ်ကိုရနိုင်ပါတယ်လို့သူတို့ပြောတယ်မဟုတ်လားမဟုတ်ဘူးလို့ဆရာကပြောတယ်သူတို့ကနှမျိုးလုံးမဟုတ်ဘူးလို့ပြောတယ်ချမ်းသာတစ်ခုကိုချမ်းသာတစ်ခုနဲ့ရင်းနှီးလို့ကိုရလားအဲ့ဒီချမ်းသာတစ်ခုကိုဆင်းရဲနဲ့ရင်းနှီးလို့ကိုရလားမရဘူးဆိုတဲ့အကြောင်းသူ့အစ်သူ့ကိုယ်ရင်းနဲ့ရှင်းပြောတယ်မဟုတ်လားတော်မဆက်စင်လို့ကနမ်းမ3000နဲ့နှက်ကြည့်စိန်ကနေခဲ့ထိုင်ခဲ့တော့လို့ချမ်းသာဒီဆိုတဲ့ချမ်းသာနဲ့နေလာခဲ့တာအဲ့ဒီတော့ကလည်းစိတ်ပန်းချမ်းသာဆိုတာကိုမရခဲ့ဒါဘူးပြောတယ်နော်နောက်တော့တဲ့အဆင်းရဲကအဆင်းရဲခံဒုက္ခကံရတော့ကောချမ်းသာအကျင့်နေခံရခဲ့လားမရပါဘူးလေအဲ့ဒါကြောင့်သင်တို့ပြောတဲ့စကားဟာနှမျိုးလုံးမဟုတ်ဘူးဆိုပြီးပယ်တော့လားခုဘုရားကိုယ်တော်မြတ်ကြီးနိဗ္ဗာန်ချမ်းသာကိုရတာတောင်မှ6နှစ်ကျင့်လို့ရတာမှမဟုတ်ပဲဒီမှာအနေတော်အင်းအားကိုဖြည့်ပြီးတော့စိတ်တည်ခြင်းအောင်သမာဓိတွေထူထောင်ပြီးတော့မှဒီအထုတ်လို့ဘုလို့သတ္တိဉာဏ်ဉာဏ်တော်ကြီးရတာမဟုတ်လားဒီမဟုတ်ဘူးလို့ပြောတယ်ဒါပြင်ချမ်းသာအကျင့်ဒီခြင်းနဲ့အရှင်းခံလို့ရမှာချမ်းသာအဖြစ်ကိုချမ်းသာနဲ့ရင်းနှီးရင်ကိုရမလားကြာစရန်စဉ်ဒီချက်အမှန်တန်ချမ်းသာတဲ့ကြွယ်ဝတဲ့ပုဂ္ဂိုလ်ဒီပိုက်ဆံကြီးတွေအများကြီးပေးပြီးတော့နိဗ္ဗာန်ကိုဝယ်ယူမှာပေါ့ရမယ်လားမရပါဘူးမရဘူးဒါကြောင့်ခုဘုန်းကြီးတို့ပြောချင်တာကဒီတရားတော်မှာဒီကိုလူလာတဲ့ဥစ္စာကနိဗ္ဗာန်ချမ်းသာကိုလူလာတာမဟုတ်လားအဲ့ဒီနိဗ္ဗာန်ချမ်းသာကိုအရှင်းခံလို့ရမလားဒါချမ်းသာနဲ့ရင်းနှီးရင်ကိုရမလားမရဘူးဒါကြောင့်တို့တရားကြီးတွေတချို့မိုက်ကြည့်လို့နဲ့ရှိတယ်ဟာပါဆိုပြီးတော့အန်တိတ်ပြီးတော့နိဗ္ဗာန်တို့ရှင်တို့ဆိုပြီးတော့အန်တိတ်ပြီးတော့ခေါ်တဲ့ချအားတိုက်တာရမလားအဲ့တော့ဒီနဲ့အားတိုက်နိဗ္ဗာန်ကိုဒီလိုအင်းနဲ့အားနဲ့တိုက်ပြီးတော့ဆင်းရဲခံဒုက္ခခံနဲ့ဤအားဖြင့်ကိုဆရာရမလားရဘူးသာမလို့ဒါချမ်းသာခံရင်ကံကိုစိတ်ပံကိုရမလားမရဘူးဆင်းရဲလည်းမဟုတ်ချမ်းသာလည်းမဟုတ်အလေကောင်းမြစ်ဒီမှာပဋိဒရာအနေထားနဲ့သွားမှသာတရားရနိုင်တယ်တဲ့ဒါငါကူကြီးဆရာဆိုတော့မြတ်ကဒါပဋိကြည့်ပါဆင်းရဲခံရဆိုတော့ခန္ဓာကိုယ်အဆင်းရဲခံရဆိုရင်ဝေဒနာကဘာဝေဒနာဒုက္ခဝေဒနာခန္ဓာကိုယ်ဆင်းရဲတော့စိတ်လည်းဆင်းရဲမှာပေါ့စိတ်ဆင်းရဲတော့ဘာဝေဒနာဒေါမနတာဝေဒနာအပြင်ခန္ဓာကိုယ်ပေါ်မှာဒုက္ခဝေဒနာရောဒေါမနတာဝေဒနာရောရှိပြီးတော့နေတဲ့အခါရှိပုဂ္ဂိုလ်တရားရမလားရဘူးဟုတ်ကဲ့နော်ခန္ဓာကိုယ်အဆင်းရဲခံရင်ဒုက္ခစိတ်ဆင်းရဲခံရင်ဒေါမနတာတခါအဆင်းရဲခံမှုချမ်းသာခံမယ်ဆိုတော့ခန္ဓာကိုယ်မှာသင်္ချမ်းသာတာလေးလက်တောင်သက်တာလေးနေထိုင်ပြီးတော့ခုတရားရခြင်းလို့ဆိုပြီးတော့နေမယ်ဆိုတော့ခန္ဓာကိုယ်ချမ်းသာပြီးတော့နေတဲ့ဆိုတော့ဘာဝေဒနာသုခဝေဒနာခန္ဓာကိုယ်ချမ်းသာတော့စိတ်လည်းချမ်းသာတာပေါ့စိတ်ချမ်းသာတော့ဘာဝေဒနာသောမနတဝေဒနာဒီလိုဆိုဝိနည်းမှာသောမနတဝေဒနာတို့ရှိနေတယ်ခန္ဓာကိုယ်ပေါ်မှာသုခဝေဒနာတွေရှိနေတယ်ဒီနည်းနဲ့တော့နိဗ္ဗာန်ရနိုင်မလားဘုန်းကြီးတို့ပြိဿသမုပ္ပါရှိပါလားတဲ့ဘက်ကဝိညာဏယုတ္တလာယနာဖတ်တဝေဒနာဒီမှာတလာယနာကနေပြီးတော့ပေါပွားလာတာမဟုတ်လားဝေဒနာကဒုက္ခဝေဒနာဆိုရင်ဒုက္ခဝေဒနာပစ္စယသင်္နာဥပါဒံကာမဘဝဒုက္ခဝေဒနာနောက်ကတဏှာဥပါဒံကာမဘဝဒီလိုလိုက်တာမဟုတ်လားခန္ဓာကိုယ်ပေါ်မှာဒုက္ခချမ်းသာဆိုလို့ရှိရင်ဒီဘက်မှာတဏှာဥပါဒံကာမဘဝဘာသစ္စာတွေသမှုတွေအသစ္စာတွေဟုတ်ကဲ့နော်ခန္ဓာကိုယ်ချမ်းသာတာနော်စိတ်ထဲချမ်းသာတယ်ဆိုရင်ဟောဝေဒနာကသောမနတဝေဒနာစိတ်ထဲချမ်းသာတယ်ဘယ်လိုလာမလဲဟမ်ဒါတော့သောမနတဝေဒနာ
တဏှာဥပါဒံကာမဘဝဒီလိုပဲပတ်မှာပေါ့ဒါကတောင်းတဲ့ဒုက္ခဝေဒနာတွေသောမနတဝေဒနာတွေဖြစ်လို့ရှိရင်လေကဲဒုက္ခဝေဒနာသောမနတတွေဒုက္ခအောင်ဆိုဝေဒနာကဒုက္ခဝေဒနာခန္ဓာကိုယ်ပေါ်မှာဆင်းရဲတဲ့ဒုက္ခဝေဒနာဒီဖြစ်ပြီးတဲ့ဒုက္ခဝေဒနာဖြစ်စေရာသောတာတောကပရိဒေဝဒုက္ခသောနာတာဥပါယာတာပရိစ္ဆာသမုပ္ပါဒေကနေပါအထုံးကနေပါဟုတ်ပြီလားဒီဒုက္ခဝေဒနာဖြစ်သောနာတာလည်းဒီတိုင်းနဲ့ဒေါသတောကပရိဒေဝဒုက္ခသောနာတာဥပါယာတာဆိုပရိစ္ဆာသမုပ္ပါထုံးမှာပတ်မှာပေါ့အေး